Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတော့ Grade 12စာမှုပွဲမဖြည့်ခင်တစ်လအလိုမှာဘာတွေဘလို့ပြင်ဆင်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ခံတေဘယ်ဒီအကြောင်းမပြောခင်မှာစာမိုးပွဲဖြည့်ရင်အရေးအကြီးဆုံးဖြစ်တဲ့စိတ်အကြောင်းကိုပြပြပေးသွားချင်ပါတယ်အဲ့တော့စာမိုးပွဲကအခုချိန်ကတဖြည်းဖြည်းနဲ့နီးလာပြီဆိုတော့အားလုံးလည်းစိတ်လှုပ်ရှားနေကြမယ်ကြောက်နေကြမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်အဲ့စိတ်လေးတွေကိုခဏလောက်လွှတ်ချပြီးတော့အခုအမပြောတာလေးကိုတေချာလိုက်နားထောင်ကြည့်ပါတကယ်တော့စာမိုးပွဲဖြည့်တယ်ဆိုတာအမှတ်ရနိုင်မယ့်အပိုင်းကိုတေတေချာချာကြည့်သွားဖို့လိုပါတယ်ဂုံတူးဆိုလည်းဂုံတူးပေးနိုင်မယ့်အပိုင်းတွေကိုအမှတ်များများရအောင်စူးစမ်းဖို့လိုပါတယ်အဲ့ဒါကြောင့်မို့လို့ကိုကဘယ်အပိုင်းတွေကိုတေချာလေးနဲ့ပြင်ဆင်ရမလဲဆိုတာသိထားဖို့တိတ်အရေးကြီးပါတယ်ကိုကဒီဆောင်မွေးပွဲဖြေဖို့ဟိုးသူငယ်တန်းလေးကနေပြီးတော့အခုအချိန် grade 12အထိစူးစမ်းခဲ့ရတာတွေအချိန်တွေရောမိဘတွေကထောက်ပံ့ပေးတဲ့ငွေကြေးတွေရောကိုယ့်ရဲ့ပင်ပန်းခံရတဲ့ဟာတွေကိုအားလုံးဒီတဲကိုရင်းနှီးမြှုပ်နှံထားရတာဖြစ်တဲ့အတွက်ကြောင့်ဒီဆောင်မွေးပွဲကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းမယ်ဆိုတဲ့စိတ်တစ်ခုကိုတော့ထည့်ထားရပါမယ်အားကြောင့်မို့လို့အခုချိန်မှာ6ဘာသာဖြေရမှာဆိုပေမဲ့ကိုကတဘာသာလေးမရတာနဲ့တဘာသာကိုတိတ်မကျင်납ဘူးအားမရတာနဲ့ကြံတဲ့9ဘာသာလုံးကိုလွတ်ချလိုက်လို့မရပါဘူးမိကုန်းကတစ်နှစ်လည်းမတူဘူးကိုရတဲ့လောက်ကိုအကောင်းဆုံးဖြေမယ်ဆိုတဲ့စိတ်ကိုတော့ဒါကမဖြေခင်ကတည်းကကြိုတင်မွေးထားဖို့လိုပါတယ်ဒါကြောင့်မို့လို့တဘာသာမရယုံနဲ့အားငယ်စိတ်ရော့ခြင်းတွေမဖြစ်ဘဲနဲ့ကိုရတဲ့အပိုင်းတွေကိုအကောင်းဆုံးဖြေဖို့ ready ပြင်ထားသင့်ပါတယ်နော်အရင်ဆုံးကိုအားအနည်းဆုံးဘာသာကနေစပြီးတော့အစင်လိုက်ဘာသာ6ခုကိုဆင်ပြီးတော့ချရေးလိုက်ပါမယ်အဲ့လိုရေးလိုက်တော့မှသာနောက်ကြံတဲ့အချိန်မှာဘယ်ဘာသာကိုဦးစားပေးပြီးလုပ်သွားမလဲဆိုတာကိုစဉ်းစားရပါမယ်အဲ့လိုပြီးရင်တော့တပတ်ချင်းစီကို subject rotation နည်းနဲ့သွားပါမယ်ဒီမှာဆိုရင်6ဘာသာရှိတာဖြစ်တဲ့အတွက်တစ်နေ့ကို3ဘာသာလုံးနိုင်တဲ့သူကလည်း3ဘာသာပေါ့နော်အချိန်တွေကတော့အတိအကျကိုတော့ကိုတိုင်းပဲသတ်မှတ်ပေးပါတယောက်နဲ့တယောက်ကမတူနိုင်တာဖြစ်တဲ့အတွက်တင်ချာအားနေတဲ့သူတွေကတင်ချာကိုအချိန်မများပေးပြီးတခြားဟာတွေကိုအချိန်ကိုတင်လျောက်စီမံပေးပါဒါကတော့စာမှုပွဲမဖြေခင်နှစ်ပတ်ကို block လုပ်ပါမယ်အဲ့ဒီ block လုပ်ထားတဲ့အပတ်တွေမှာဒီ6ဘာသာကိုပဲနှစ်ကြော့ပြန်ရစ်မယ်ပေါ့နော်အဲ့လိုကတော့အမ study လုပ်ခဲ့တဲ့ပုံစံလေးပါကဲဒါလေးလည်းပြောပြီးသွားပြီဆိုတော့တဘာသာချင်းစီဘယ်အပိုင်းတွေကပို့ပြီးတော့အမှတ်ရနိုင်မလဲအဲ့ဒါလေးတွေကိုတွားကြည့်လိုက်ရအောင်မြန်မာစာဆိုရင်တော့အဓိကအပိုင်းနေဖြစ်တဲ့ဒီဟာတွေကိုကိုကခဏမှတ်မိအောင်ပြန်ပြီးကြက်ဖို့လိုပါတယ်ကိုကြက်အားကောင်းနေလေပို့ပြီးတော့မှတ်မိလာလေဖြစ်မှာပါအပုတ်ကြီးတွေကနားလဲအောင်ဖတ်ထားပါအဲ့ဒါမှရေးတဲ့အခါကျရင်နားလည်မှုလေးနဲ့ရေးရတာပို့ပြီးအဆင်ပြေမှာပါညဖတ်ပေးပါဒီအပုတ်ကြီးတွေကိုအင်္ဂလိပ်စာကဘာလို့မှမသိဘူးလို့ပြောကြတဲ့သူတွေများပါတယ်အဲ့ဒီတော့ဒီ initial words တွေ multiple choice တွေရဖို့ဆိုတာကဒီပုံနှိမ်ထဲမှာပါတဲ့ meaning လေးတွေ vocab လေးတွေကိုကိုကရထားရင်ရပါပြီဒါကြောင့်မို့လို့ meaning တွေ vocab တွေလည်းများလေးကျင့်ပေးပါ grammar တွေဆိုလည်းမေခွန်းဟောင်းတွေရှိတယ်နောက်မှမဟုတ်ရင်လည်းပုံနှိမ်ထဲကအပုတ်လေးတွေရှိတယ်ဒါလေးတွေကြည့်ပေးပါ poem ကဗျာစကားတော့ကိုကမမှားအောင်သေချာချက်ထားဖို့လိုပါမယ် answer the question တွေဆိုလည်းဒီပုံနှိမ်ထဲမှာပါတဲ့မေခွန်းလေးတွေရောဒီစာပိုက်ကြီးထဲမှာပါတဲ့မေခွန်းအတူလေးတွေရောအစားအကုန်လုံးကြည့်ထားဖို့လိုပါမယ်နော်နောက်ပြီး read the passage တွေ dialogue တွေကိုကိုက practice လုပ်ချင်နေဆိုလို့ရှိရင်မေခွန်းဟောင်းတွေရှာကြည့်လို့ရပါတယ်အဲ့ဒီတဲကနေဖြည့်ပြီးတော့များလေးကျင့်ပေးပါ essay ရ letter မှာကကြတော့ကိုကအခုဆိုရင်လှုပ်တင်ပါပြီတပတ်ကိုတစ်ခါလောက်ပေါ့နော် essay ရ letter တစ်ပုဒ်စီရေးကျင့်ပေးပါအဲ့လိုကနေလက်ကရေးရတာအကျင့်ပါသွားမယ်အုံနောက်ကလည်းပို့ပြီးတော့တွေးခေါ်တတ်သွားမယ်ပေါ့နော်တင်ချာအတွက်ကတော့မေခွန်းတွေကလာချင်တယ်လို့လာနိုင်တာဖြစ်တဲ့အတွက်အဓိကနားလည်ရမယ့်ဟာတွေကိုပဲနားလည်အောင်လုပ်ထားပါ။ဘာကြောင့်တွက်ရလဲဆိုတဲ့အဓိကအချက်ကိုရှာပါ question လေးများလေးကျင့်ပေးပါတင်ချာကခဏ practice လုပ်ပေးရင်ရမှာပါ။ chemistry ကတော့အရင်ဆုံးပုံနှိပ်စာအုပ်ကိုကြည့်အောင်ကြည့်ပါမယ်ပြီးရင် O question တွေလိုက်ပြီးတော့ဖြေကြည့်ပါ chapter 8ကတော့သိအရေးကြီးတယ်ပေါ့နော်ကိုကတမတ်တန်တွေကိုလည်းရအောင်လုပ်ထားဖို့လိုတာဖြစ်တဲ့အတွက်စာများဖတ်ပေးပါရတဲ့အချိန်ဒီမှာ chemistry ကိုဖတ်ဖို့မပြင်းပါနဲ့အဲ့ဒါမှလည်းကိုပို့ပြီးတော့ရလာမှာပါ
physics ကလည်းတမတ်တန်အရေးကြီးတာမို့လို့ပုံနှိပ်ကိုမများဖတ်ပေးပါမိဘဟောင်းလေးတွေကတမတ်တန်လေးတွေလည်းလေ့ကျင့်ပေးပါတွက်စာက physics မှာအမှတ်အများကြီးတည်ပါတယ်ဒါကြောင့်မို့လို့တွက်စာကိုအရင်လုပ်ပေးပါပြီးတော့မှတခြား short question လေးတွေကိုပုံဆွဲလေးတွေလိုက်ကြည့်ပေးပါဒီ chapter လေးတွေကတော့မိဘဟောင်းတွေမှာတွေ့ရများတဲ့ဟာလေးတွေကိုရေးထားပေးတာဖြစ်ပါတယ်physics ကအတွက်ကိုသေချာဦးစားပေးပါနော်အမှတ်အများကြီးရမှာပါbio ကတော့တခြားဟာမေ့ချင်မေ့လို့ရမယ် bio ကိုတော့မေ့လို့လုံးဝမရပါဘူးအဲ့လိုမျိုးအမြဲမှတ်မိနေအောင်လို့ထပ်ခါပြန်ပြီးတော့နှွေးပေးရပါမယ်ပြန်ချက်ပေးရပါမယ်ဒါကအားလုံးပြောလေးပြောထားရှိတာက၄ခန်းရရင်တော့ဂုံတူးရတယ်ဆိုပေမဲ့အဲ့လိုဆိုပေမဲ့မေကွန်းရဲ့အလဲအပြောင်းပေါ်လဲမူတည်နိုင်သေးတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကြက်ထားရင်တော့ကိုအတွက် safe ဖြစ်ပါတယ်ကိုကလုံးဝမကြက်နိုင်ဘူးဆိုရင်တော့ကိုကြက်နိုင်တဲ့လောက်ထိကိုတည်တည်ချာချာအမားမခံမဲနဲ့ရအောင်ကြက်ပေးပါ label လေးတွေလည်းကြည့်ပေးပါနော်အဲ့ဒါဆိုရင်အဆင်ပြေမှာပါအခုဆိုရင်6ဘာသာလုံးလဲပြောပြီးသွားပြီဆိုတော့နောက်ဆုံးအရေးအကြီးဆုံးကကိုယ့်ရဲ့ belief ယုံကြည်မှုပါဒီဆောင်မှုပွဲကိုကတေချာရအောင်ဖြေနိုင်တဲ့ငါအကောင်းဆုံးရအောင်ဖြေနိုင်တယ်ဆိုတော့ယုံကြည်မှုတစ်ခုကိုမွေးပေးပါ It's never too late ပါကြံတဲ့အချိန်မှာကိုရရင်ရသလောက်စာတွေကိုကိုဘက်ကသာစူးစမ်းပြီးလှုပ်သွားမယ်ဆိုလို့ရှိရင်ကိုအတွက်တည်ကြီးပါပဲဒါကြောင့်စိတ်မလျှော့ပါနဲ့ငါမရတော့ဘူးလို့လည်းမတွေးပါနဲ့ငါလုံရင်ဖြစ်သေးတယ်မိသေးတယ်အချိန်ရှိသေးတယ်ဆိုတဲ့စိတ်ကိုသာတွင်းထားပါစူးစမ်းရင်တကယ်ဖြစ်ပါတယ်ဒါကြောင့်ယုံကြည်ကြည်နဲ့စူးစမ်းလိုက်ပါအမ channel ကိုဟိုးအစားကနေပြီးတော့အားပေးနေတဲ့ grade 12 လေးတွေကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနှစ်ဖြေမဲ့စာမိုးပွဲမှာအကောင်းဆုံးမျှော်မှန်းထားတာတွေနဲ့ထပ်တူကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်စာမိုးပွဲအတွက် good luck ပါနောက်ထပ် video တွေမှာပြန်တွေ့ပါမယ် bye bye